Iranians cross the border into Turkey, an unusual flow of people reluctant to speak to journalists for fear of repercussions from the Iranian authorities. အီရန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်းတည်ဆုံတော်သူတွေရဲ့ရုပ်အလောင်းတွေကိုပြန်ထုတ်ပေးဖို့အတွက်အာဏာပိုင်တွေဘက်ကငွေကြေးတောက်ခံမှုတွေရှိနေရလို့နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေကဇန်နဝါရီလ16ရက်ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။စေယုံနဲ့ရင်ခွင်းယုံတွေမှာရှိတဲ့ရေခွေးတိုက်တွေကရုပ်အလောင်းတွေကိုပြန်လိုချင်ရင်တစ်လောင်းကိုအမေရိကန်ဒေါ်လာ9000ပေးရမယ်ဆိုပြီးလုံခြုံရေးတပ်ဖွဲ့တွေကတောင်းနေရလို့ဆိုပါတယ်။အီရန်နိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်သားပြန်များလာစားဟာတလောက်ကိုဒေါ်လာ100တောင်မပြည့်တာကြောင့်အခုလိုငွေညှိတောင်းခံတဲ့ပမာဏဟာအဆမတန်များပြားနေတာလို့ဆိုကြပါတယ်။အဲ့ဒီဆန္ဒပြပွဲဟာနှစ်ပတ်ကျော်ကြာလာပြီဖြစ်တာကြောင့်တည်ဆုံးသူဥယျာဟာအနည်းဆုံး2400ကျော်တိရှိလာသလိုထောင်နဲ့ရှိတဲ့ပြည်သူတွေလည်းဒဏ်ရာရထားကြတယ်လို့ဆိုကြပါတယ်။အစိုးရဘက်ကတော့ဒီတည်ဆုံးမှုတွေနဲ့ပတ်သက်ပြီးတစုံတရာထုတ်ပြန်တာမျိုးမရှိပေမဲ့အရက်ဖက်သတင်းအရင်းမြစ်တွေအရတည်ဆုံးသူအများစုဟာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအပြင်အီရန်ငွေကြေးတန်ဖိုးထိုးဆင်းသွားတာနဲ့ဘာသာရေးကောင်းဆောင်တွေကိုစန့်ကျင်ဝေဖန်တာကနေစတင်ခဲ့တဲ့ဒီလူထုလှုပ်ရှားမှုဟာပြီးခဲ့တဲ့ဒီဇင်ဘာလ29ရက်နေ့တီဟီရန်မြို့ကနေစတင်ကတခြားမြို့တွေအထိပြန့်နှံ့သွားခဲ့တာပါဆန္ဒပြပွဲတွေပြင်းထန်လာတာနဲ့အမျှလုံခြုံရေးတပ်ဖွဲ့တွေရဲ့အကြမ်းဖက်နေမှုတွေလည်းပိုပြီးဆိုးရွားလာတယ်လို့လူမှုကွန်ရက်တွေမှာဖော်ပြနေကြပါတယ်။အဲ့ဒီအပြင်အီရန်အစိုးရဟာအင်တာနက်ဆက်သွယ်ရေးတွေကိုဖျက်တောက်ထားသလိုနိုင်ငံတကာသတင်းဌာနတွေနဲ့လူအခွင့်အရေးအဖွဲ့တွေကိုလည်းနိုင်ငံအတွင်းဝင်ရောက်စုံစမ်းခွင့်မပေးဘဲကန့်သတ်ထားတယ်လို့သိရပါတယ်။